ဒီဗီဒီယိုလေးမှာဓမ္မရဲ့အနှစ်သာရကိုကျွန်တော်ရဲ့ယောဂီတက်တန်း3နှစ်နီးပါးရှိပြီဖြစ်တဲ့အတွေ့အကြုံနဲ့ဖះရှင်ရဲ့အဓိကရည်ရွယ်ချက်ကိုနားလည်သလိုရှင်းပြပါမယ်။လိုအပ်ချက်တွေရှိရင်လည်းဖြည့်ဆွတ်ပြီးပြောလို့ရပါတယ်။မြတ်စွာဘုရားရှင်ကဘဝပေါင်းများစွာပါရမီဖြည့်ပြီးတော့နောက်ဆုံးဘဝမှာဘုရားဖြစ်တော်မူပါတယ်။မြတ်စွာဘုရားအိုနာတိတရားတွေကိုတွေ့ပြီးတဲ့နောက်မသိချင်းတရားကိုလိုက်ရှာရနေကျွန်တော်တို့လောကလူသားတွေအတွက်ဒုက္ခကနေလွတ်မြောက်ကြောင်းတရားဖြစ်တဲ့ဝိပဿနာတရားကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဝိပဿနာရဲ့အလုံးလုံးပုံနဲ့အကျိုးရလဒ်တွေကိုတော့နောက်ဗီဒီယိုမှာရှင်းပြပါမယ်အခုတော့မြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကိုနားလည်သလိုရှင်းပြပါမယ်နေထိုင်မကောင်းဖြစ်နေတဲ့လူနာတွေကဆရာဝန်စီကိုဆေးကန်းလာပြရပါတယ်ထို့အချိန်ဆရာဝန်ကလူနာရဲ့ကျန်းမာရေးယောဂပေါ်မူတည်ပြီးတော့တောက်ဆေးတွေပေးရပါတယ်ဒီနေရာမှာပထမလူနာကဆရာဝန်ပေးတဲ့ဆေးတွေယူပြီးအိမ်ပြန်လာပါတယ်အိမ်ရောက်တော့ဆရာဝန်ရဲ့ဓာတ်ပုံရှိမှာအမွှေးတိုင်တွေထွန်းဖျောင်းတိုင်တွေထွန်းပြီးတော့ဆရာဝန်ရဲ့ဓာတ်ပုံရှိမှာဆေးအာနီးတင်တွေကိုရွတ်ဖတ်ပါတယ်ဆရာဝန်ပေးတဲ့စိတ်ညွှန်းတွေကိုလည်းဆရာဝန်ရဲ့ဓာတ်ပုံရှိမှာရွတ်ဖတ်ပါတယ်ဥပမာမနက်နေ့လည်ညဘယ်နှလုံးစီတောက်ရမယ်ဆိုတာမျိုးပေါ့နော်ဒုတိယလူနာကတော့ဆရာဝန်သေချာမေးပါတယ်ဘာကြောင့်ဒီယောဂဖြစ်တယ်ဘယ်ဆေးတွေကဘာအတွက်ကောင်းတယ်ဒီလိုနဲ့ဆရာဝန်ကလည်းယောဂဖြစ်ရတဲ့အကြောင်းရင်းဟာဒီလိုရှိတယ်ကျွန်တော်ပေးတဲ့ဆေးတွေကဘယ်လောက်ကောင်းပြီးယောဂကိုအမြင့်ပြတ်ပျောက်ကင်းစေတဲ့အကြောင်းပြန်လည်ရှင်းပြပါတယ်ဒီလိုနဲ့ဒုတိယလူနာဆရာဝန်ပြောရရင်နားလည်ပြီးတော့ဆေးရယူပြီးအိမ်ပြန်လာပါတယ်ပတ်ဝန်းကျင်တွေကိုဆရာဝန်ရဲ့ကောင်းကြောင်းတွေပြောပါတယ်ကျွန်တော်ဆရာဝန်ကအကောင်းဆုံးအတော်ဆုံးခင်ဗျားတို့ဆရာဝန်ကမကောင်းဘူးဒီလိုမျိုးဝေဖန်ချက်တွေပေးပါတယ်ဆရာဝန်ပေးတဲ့ဆေးတွေကိုတော့တစ်လုံးမှမတောက်ပါဘူးပထမလူနာကဆရာဝန်ပေါ်မျက်ကန်းယုံကြည်မှုဖြစ်ပါတယ်ဒုတိယလူနာကတော့အုံနောက်အသိဉာဏ်နဲ့ဆရာဝန်ကိုယုံကြည်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့လောကလူသားတွေကကျွန်တော်တို့ရဲ့စိတ်အညစ်အကြေးတွေကြောင့်စိတ်မချမ်းသာဖြစ်ရပါတယ်ဒီလိုစိတ်အညစ်အကြေးတွေကိုအပြီးအတိုင်းရှင်းထုတ်ပြီးခဲ့တဲ့မြတ်စွာဘုရားအပါအဝင်ရှင်းထုတ်နေစေဖြစ်တဲ့သူတော်ကောင်းများကမေတ္တာကရုဏာရှိထားပြီးတော့ကျွန်တော်တို့ကိုဆေးညွှန်းနေပေးခဲ့ပါတယ်တောက်ဆေးတွေပေးခဲ့ပါတယ်ဒီဓမ္မဆေးတွေဟာကျွန်တော်တို့ကိုဒုက္ခအနေကင်းလွတ်ပြီးစိတ်ချမ်းသာမှုရရှိနိုင်မယ်လို့လမ်းပြခဲ့ပြီးဖြစ်ပါတယ်တတိယလူနာကတော့ဆရာဝန်ပြောတဲ့စကားတွေကိုသေချာနားထောင်ပါတယ်ဆရာဝန်ပေးတဲ့ဆေးတွေကိုဆေးညွှန်းအတိုင်းသေချာလိုက်နာပြီးတောက်ပါတယ်ဆရာဝန်ပြောခဲ့တဲ့အတိုင်းယောဂအမြင့်ပြတ်ပျောက်ပြီးတော့အတွေ့အကျိုးကျေးဇူးတွေကိုခံစားရပါတယ်ဒါဟာမြတ်စွာဘုရားရှင်ရဲ့အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်မြတ်စွာဘုရားပေးခဲ့တဲ့ဓမ္မစည်းလုံးဖြစ်တဲ့ဝိပဿနာတရားကိုကိုယ်တိုင်ကျင့်ကြံမှသာကိုယ်တိုင်အကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပြီးစိတ်ညွှန်းနေဖြစ်တဲ့မဂ်ခင်၈ပါးသစ္စာတရားနဲ့အခြားသောတရားများကိုလည်းကိုယ်တိုင်လိုက်နာမှသာအကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဝိပဿနာအားထုတ်တာကိုလူအမျိုးမျိုးကအမျိုးမျိုးထင်ကြပါတယ်ထို့သဖြင့်ကျွန်တော်တရားမသိခင်ကကျွန်တော်ပုံစံအတိုင်းမြင်ကြပါတယ်လောကယိုစိတ်ကုန်လို့စိတ်ညစ်လို့မပြောတော့လို့ရာတပံဖုံးယူဖို့မလားတောထွက်တော့မလားနောက်ဘဝအတွက်ပြင်ဆင်နေပြီပေါ့သေအင်ပါမာဒီတခုပဲလေအစားရှိသဖြင့်ပေါ့ဒါကိုအသက်ငယ်ရွယ်တဲ့ယောဂီတော်တော်များများကကြုံမှုကြပါတယ်တကယ်တော့ဒါဟာအသက်အရွယ်နဲ့မဆိုင်ပဲနောက်ဘဝတက်လည်းမဟုတ်ပဲနဲ့အခုအကျိုးရှိတဲ့ဓမ္မဆေးကောင်းတစ်ခွက်တောက်သုံးနေရဆိုတာကိုမျှဝေရင်းနဲ့အကျိုးကျေးဇူးတွေကိုလည်းနောက်ဗီဒီယိုမှာကျွန်တော်ဆက်ရှင်းပြပါဦးမယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ